မိဘပြည်သူများအားလုံးမင်္ဂလာညချမ်းပါဒီကနေ့2026ခုနှစ်မတ်လ18ရက်နေ့နောက်ဆုံးရရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ဖားကတ်မြို့နယ်မော်စီသာရပ်ကွက်မှာရှိတဲ့ကြောက်စိမ်းလုပ်ကွက်တစ်ခုမှာရေစာပုံပြိုကျပြီးရေမစေးကြောက်တူးသမား9ဦးထက်မနည်းသေဆုံးမှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှမန်နေ့မတ်လ19ရက်နေ့ညနေပိုင်း3နာရီခွဲလောက်မှာမော်စီသာရပ်ကွက်မှာရှိတဲ့စိန်ချင်းကြောက်စိမ်းလုပ်ကွက်ဟောင်းနေရာမှာရေစာပုံပြိုကျမှုဖြစ်ပြီးသေဆုံးမှုတွေရှိခဲ့တယ်လို့ဖားကတ်ဒေသခံတွေစီကနေသိရပါတယ်မော်စီသာစိန်လုပ်ကွက်ဟောင်းမှာဖြစ်တဲ့အခုတလောမိုးလဲရွာနေတော့မြေပြုတ်လို့ထင်တယ်အပေါ်ကနေကမ်းမပြိုကျလာတာအောက်မှာကြောက်တူးနေတဲ့သူတွေပါသွားတာလို့ဒေတာတွင်သတင်းအရင်းမြစ်တွေထံကနေသိရပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဖားကတ်မြို့နယ်ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးပြန်ဆက်မှာစီဒီအန်ဝန်ထမ်းတာလင်းမောင်ပျောက်ဆုံးနေတဲ့ဆွဲသတင်းကိုတင်ဆက်ပေးပါမယ်ဖားကတ်မြို့နယ်ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးပြန်ဆက်မှာစီဒီအန်လှုပ်ထားသူဖားကတ်တပိတ်အဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ယူထားတဲ့သူကိုတာလင်းမောင်ဟာယမန်နေ့18ရက်နေ့ကညနေပိုင်းအချိန်မှာကျန်းဖက်များထိန်းချုပ်ထားရာဆိုင်တောင်တွင်တပိတ်စီဝေးဆွေးနွေးနေကြရာကသူ့မိတ်ဆွေတူကခေါ်ဖို့လိုက်သွားရင်ဆိုင်တောင်ထဲကလက်ဖက်ဆိုင်ကိုထွက်သွားလိုက်ကြတဲ့ကယခုချိန်ထိဆက်သွယ်များဖြစ်နေတယ်လို့ဆိုပါတယ်။ကိုတာလင်းမောင်ကိုအကျန်းဖက် KIA အဖွဲ့ကဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ဒေတာတွင်သတင်းအရင်းမြစ်တွေထံကနေသိရပြီးယခုချိန်ရောဆိုရင်ဒုတိယအချိန်မြောက်ဖမ်းဆီးခံရခြင်းဖြစ်တယ်လို့လည်းသိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မြို့သားလွှတ်တော်ဥက္ကဋ္ဌအဖြစ်မြို့သားကာဝေးနဲ့လုံခြုံရေးကောင်စီအမှုဆောင်ချုပ်ဦးအောင်လင်းတွေကိုတင်မြှောက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2025ခုနှစ်ထူထူရွေးကောက်ပွဲမှာနိုင်ရရှိခဲ့တဲ့ကိုယ်စားလှယ်များကိုခေါ်ယူကျင်းပနေတဲ့အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ်ဦးအောင်လင်းတွေကိုရွေးချယ်တင်မြှောက်ခဲ့တယ်လို့သိရပါတယ်။ဒီကနေ့မတ်လ18ရက်နေ့နေပြည်တော်အမျိုးသားလွှတ်တော်စည်းဝေးကို2025ခုနှစ်ထူထူရွေးကောက်ပွဲမှာနိုင်ရရှိခဲ့တဲ့ကိုယ်စားလှယ်များနဲ့စတင်ခေါ်ယူကျင်းပခဲ့ပြီးအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအမှုဆောင်ချုပ်ဦးအောင်လင်းတွေကိုအမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ်ရွေးချယ်တင်မြှောက်ခဲ့ခြင်းဖြစ်ပါတယ်။လာတူတိုင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊အောက်စားနဲ့လူငယ်ရေးရာဝန်ကြီးဌာန၊ဟိုတယ်နဲ့ခီးတော်လာရေးဝန်ကြီးဌာနတို့မှာပြည်အောင်စုဝန်ကြီးအဖြစ်တာဝန်ယူခဲ့သူကချင်ပြည်နယ်အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်2မှာဦးကျန်ပန်းတော်တောင်ကိုအမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ်ရွေးချယ်တင်မြှောက်ခဲ့ကြောင်းသိရပါတယ်။တတိယအကြိမ်အမျိုးသားလွှတ်တော်ရဲ့ပထမပုံမှန်အစည်းအဝေးကိုရွေးကောက်ပွဲမှာအနိုင်ရရှိခဲ့တဲ့ပြည်내နဲ့တိုင်းကိုစားပြုကိုယ်စားလှယ်များနဲ့တပ်မတော်သားကိုယ်စားလှယ်များစုစုပေါင်း213ဦးတက်ရောက်ခဲ့တယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နန်းခမ်းစေးရုံကပစ္စည်းတွေကို TNL အဖွဲ့ကတဲထုတ်ရွှေ့ပြောင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်း TNL ထိန်းချုပ်ရာနန်းခမ်းမြို့စေးရုံကြီးကပစ္စည်းတွေကိုမတ်လ16ရက်နေ့ကတည်းက TNL တပ်ဖွဲ့ကတဲထုတ်ရွှေ့ပြောင်းနေပြီဖြစ်ကြောင်းဒေသခံတွေစီကနေသိရပါတယ်။နန်းခမ်းစေးရုံကြီးကပစ္စည်းတွေကိုဘယ်ကိုတဲသွားတယ်လဲဆိုတာတော့မသိရဘူးလို့ဒေသခံတွေကပြောပါတယ်။နန်းခမ်းမြို့ကို MNDAA ဘက်ကထိုးစစ်ဆင်မယ်လို့သတင်းတွေထွက်ပေါ်လာပြီးတဲ့နောက်မတ်လ16ရက်နေ့မှာတော့ဆရာဝန်ကြီးတွေရှောင်တိန်သွားတယ်လို့သိရပါတယ်။ရှမန်နေ့မတ်လ19ရက်နေ့က MNDAA နဲ့ TNL ခေါင်းဆောင်ပိုင်းတွေလောက်ကင်မှာဆွေးနွေးတယ်လို့သတင်းတွေထွက်ပေါ်လာပြီးတဲ့နောက်ပိုင်းတိုက်ပွဲတွေငြိမ်သွားသလိုနန်းခမ်းထိုးစစ်လည်းရပ်တန့်သွားတယ်လို့ဒေသခံတွေထံကနေသိရပါတယ်။ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်လင်းနေအောင်ပါ။